င်္ဂလာပါရှင်ဒီခုသင်ခန်းစာကလည်း duplicate တွေကိုအသုံးပြုတဲ့နည်းတွေကိုပဲထပ်ပြီးတော့ပြောပြပေးမှာဖြစ်ပါရှင်အခုကတော့ idea လေးတစ်ခုတစ်ဆန်းလေးဖြစ်အောင်လုပ်ပြပေးမှာပေါ့နော်အဲ့ဒါပါလဲဆိုရင်ဒီမှာစဝိုင်းချမ်းပုံစံလေးကိုယူလိုက်ပါမယ်ဒီလိုလေးယူလိုက်တယ်ပေါ့နော်ဒီအဲ့လိုယူပြီးသွားတဲ့အချိန်မှာဒီကစဝိုင်းလေးကိုအောက်ကိုဆွဲချလိုက်မယ်ဒါပါဆိုတော့တချမ်းဖြစ်သွားတယ်ပေါ့နော်အဲ့တော့အဲ့တချမ်းဖြစ်သွားတဲ့အချိန်မှာကျမကသူ့ကိုဘာလုပ်လိုက်မလဲဆိုတော့စေးရောင်လေးထားလိုက်တယ်နော် control C control V လုပ်ပြီးတော့မှအပေါ်မှာထားလိုက်တယ် control C control V နဲ့သုံးလို့ရတယ်ဆိုတာလေးကိုပြောပြချင်တာနော်လို့ထားလိုက်တယ်ပြီးတော့နည်းနည်းလေးဆွဲထုတ်လိုက်လေးလေးလုပ်လိုက်တယ်ရှင်ပြီးရင်တော့ကျမကဒီမှာနီရောင်လေးထားလိုက်တယ်ပြီးတော့သူ့မှာကြတော့အဖြူရောင်လေးထားမယ်ရှင်အဖြူရောင်လေးကိုထားပြီးတော့မှသူ့မှာနည်းနည်းလေး line ထူလိုက်တယ်ဘာလေးနဲ့တူသွားပြီလဲအကြံပြအဖြစ်ဆိုတာဒီလောက်ဆိုတော်တော်လေးတည်နေလောက်ပြီနော်ဒါဖရဲသီးပုံလေးပေါ့ဖရဲသီးကိုစိတ်ထားတဲ့ပုံအဲ့ဆိုဒီဖရဲသီးမှာကျမတို့ကဖရဲသီးစစ်လေးတွေဒီထဲမှာထည့်မယ်ပေါ့နော်ဆိုရင်ဒီမှာဝါလုံးလေးကိုယူလိုက်မယ်ပြီးတော့ဒီနားလေးမှာတီးသေးလေးဆွဲပါမယ်ဆွဲလိုက်ပြီးတော့အမဲရောင်လေးထားလိုက်တယ်ဆိုဒီမှာနော်ဒါဖရဲသီးအစ်စ်ကလေးပေါ့နော်ဖရဲသီးအစ်စ်ကလေးကိုကျမတို့ကတန်းစီပြီးထားမယ်အဲ့တော့ဘယ်လိုလုပ်မလဲ control D နှိပ်ပြီးတော့မှကိုထားခြင်းတဲ့နေရာလေးမှာ mouse လေးနဲ့ပဲဖြစ်ဖြစ်ဒီ keyboard က arrow key လေးကိုအသုံးပြုပြီးတော့ဖြစ်ဖြစ်အဲ့လိုလေးထားလိုက်ပါမယ်ပြီးရင်တော့ control D အပေါ်နားလေးနည်းနည်းလေးတွားခြင်းနဲ့ဆိုရင်ဒီမှာနည်းနည်းလေးရွှေ့လိုက်မယ်ပေါ့နော်အဲ့လို control D အပေါ်လေးနည်းနည်းလေးတက်လိုက်မယ်အဲ့လိုမျိုးထားလိုက်ပြီးဒါဆိုလို့ရှိရင်ရောဖရဲသီးလေးတစ်စိဆွဲလို့ပြီးသွားပါပြီရှင်အဲ့တော့ကျမဒီသင်ခန်းစာလေးမှာဆိုလို့ရှိရင်သင်ထားပြီးသားသင်ခန်းစာတွေကိုပဲထပ်ပြီးတော့ပေါင်းဆက်လိုက်တာဖြစ်ပါတယ်ရှင်။ဘာလေးတွေပေါင်းလဲဆိုရင်ဒီဝါလုံးဝိုင်းလေးရဆိုရင်တချမ်းဖြစ်သွားအောင်ဘယ်လိုလုပ်ရမလဲဆိုတော့ဒီမှာရှိနေတဲ့ဒီစဝိုင်းဝါလေးကိုအသုံးပြုပြီးတော့တချမ်းဖြစ်အောင်ဘယ်လိုလုပ်ရလဲဆိုတော့ပြန်ပြောပြသွားတယ်။ပြီးရင်နဘေး line လေးတွေပေါ့နော် shape out line မှာရှိတဲ့ line လေးတွေကိုအယောင်လေးတွေဘယ်လိုထည့်ရတယ်လဲ line အထူအပေါင်းကိုဘယ်လိုပြုလုပ်ရတယ်လဲဆိုတာလေးထပ်ပြီးတော့ပြောပြလိုက်တာဖြစ်ပါတယ် shape ပေးမှာလည်းပဲအယောင်လေးဖြည့်တဲ့နည်းလေးကိုလည်းပဲပြောပြပြီးသားဖြစ်သွားတယ်ပြီးတော့ဒီမှာဆိုလို့ရှိရင်လည်းပဲဒီဖရဲသီး acid ကလေးတွေကိုဒီလိုမျိုးလေးဖြာထွက်သွားဖို့အတွက်ပေါ့နော်တခုဒီအကွာဝေးလေးနဲ့ရအောင်လှလေးဖြစ်အောင်ဘယ်လိုလုပ်ရလဲဆိုတာလေး control D ကိုအသုံးပြုပြီးတော့ဘယ်လိုလုပ်ရလဲဆိုတာလေးပြောပြပေးသွားတာဖြစ်ပါတယ်ရှင်အဲ့တော့ဖရဲသီး acid ကလေးလည်းအရန်ကိုလှပါတယ်စားလိုက်ပါအောင်နော်ကျေးဇူးအများကြီးတင်ပါတယ်ဒီဖရဲသီးလေးကိုကျွန်မဆွဲတဲ့နီးလေးဖရဲသီး stick လေးပေါ့နော်တစ်စိတ်စိတ်ထားတဲ့ဟာလေးကိုဒီလိုမျိုးလေးဆွဲပြတာဖြစ်ပါတယ်ရှင်ဆိုတော့နောက်တနည်းအားဖြင့်စာမျက်နှာအသစ်တစ်ခုထပ်ယူလိုက်မယ်ဖရဲသီးကိုဒါကတချမ်းမှာတစ်စိတ်ပေါ့နော်အဲ့ဒီတစ်စိတ်ကလေးမှာလှီးထုတ်ထားတဲ့အပိုင်းလေးလိုမျိုးဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတော့ဒီမှာဒီလိုလေးလုပ်လိုက်ပါမယ်ရှင်နော်ဒါဆိုဖရဲသီးတစ်စိတ်လေးစိတ်ထားတဲ့ပုံလေးဖြစ်ပြီနော်ဒါကိုကျမတို့ဘာလုပ်မလဲအစိမ်းအောင်လေးထားလိုက်မယ် control C control V လုပ်ပြီးတော့အပေါ်မှာထားလိုက်တယ်ဆိုလို့ရှိရင်တော့နည်းနည်းလေးသေးရပါမယ်ရှင်နည်းနည်းလေးသေးလိုက်ပါမယ်ပြီးတော့သူ့ကိုဘာလုပ်မလဲရောင်လေးအနီရောင်လေးပေါ့ပြီးရင် outline ကအဖြူရောင်လေးပေါ့အဖြူရောင်လေးမှာ line outline မှာအနီရောင် outline ကိုအဖြူရောင်လေးကိုမှ line လေးနည်းနည်းထူလိုက်ပါမယ်အဲ့ဒါဆိုလို့ရှိရင်တော့ဖရဲသီးတစ်စိတ်ဖြစ်သွားမယ်ပေါ့အဲ့မှာအစစ်ကလေးထည့်ချင်သေးတယ်ဆိုရင်ဒီမှာဒီဝါလုံးလေးကိုယူပြီးတော့မှအစစ်ကလေးထည့်ပါမယ်ဒီနားလေးမှာပေါ့မဲအောင်လေးထည့်မယ် control C control V နဲ့လည်းရတယ် control D နဲ့လည်းရတယ်ဒါလေးအသေးသေးလေးပဲဆိုတော့အရင်ကြည့်နော်အဲ့လိုမျိုးလေးန
နဲ့ဖျဲသီးတစ်စိတ်ရသွားပါပြီရှင်နော်ဒီဖျဲသီးတစ်စိတ်ကိုအကုန်လုံးပေါင်းချင်တယ်ဆိုရင် control A လုပ်မယ် control G လုပ်မယ်အဲဆိုရင်ဖျဲသီးတစ်စိတ်ရသွားပါပြီရှင်โอเคဒါဆိုဖျဲသီးတစ်လုံးကိုဘယ်လိုလုပ်မလဲကြည့်ရအောင်ဖျဲသီးတစ်လုံးလုပ်မယ်ဆိုရင်ဒီမှာဝါလိုဝိုင်းလေးယူပါမယ်ဒီမှာဖျဲသီးတစ်လုံးပြအောင်ဆွဲလိုက်ပါမယ်ဆွဲလိုက်ပြီးသူ့ကိုအစိမ်းရောင်လေးထားမယ်နဘေးပေါင်လေးကအမဲရောင်လေးထားပါမယ် control C control V လုပ်မယ်ပြီးသွားရင်နဘေးပေါ့နော်ဒီနဘေးလေးကိုကျွန်တော်တို့မှာ3.8ရှိတယ်ဆိုရင်ကျွန်တော်တို့ကနည်းနည်းလေးသေးလိုက်မယ်ပေါ့နော်အဲ့မှာ3ဖြစ်သွားတယ် control C control V ပြီးရင်နည်းနည်းလေးသေးလိုက်ပါဦးမယ် control C control V နည်းနည်းလေးသေးလိုက်ပါဦးမယ်နော်အဲ့ဒါဆိုရင်ဒီမှာရှိနေတဲ့ရုပ်ပုံဝါလုံးဝိုင်းပုံတစ်ခုနှစ်ခုသုံးခုလေးခုကို select လုပ်ချင်တယ်ဆိုရင် shift ကိုဖိထားမယ်တစ်ချက်နှိပ်မယ်ပြီးရင်ဘာလုပ်မလဲဆိုတော့ alignment ထဲကနေပြီးတော့ center ရွေးပါမယ် align ထဲကနေပြီးတော့မှ middle ရွေးပါမယ်ပြီးရင်တော့ blue လုပ်ပါမယ်ရှင်ဒါဆိုဖျဲသီးတစ်လုံးရသွားပြီဖျဲသီးစိတ်ထုတ်ထုတ်ထားရသွားပြီဒီပေါ်မှာရှိနေတဲ့ဖျဲသီးကို control A လုပ်ပြီး control G လုပ်ပါမယ် control C လုပ်ပါမယ်ဒီဘက်မှာလာထားလိုက်ပါမယ်ရှင်ဒါဆိုရင်ဖျဲသီးမိသားစုလေးဖြစ်သွားပါပြီဖျဲသီးတစ်လုံးကိုဘယ်လိုဆွဲသလဲဖျဲသီးတစ်လုံးမှာတကြောင်လုံးစိတ်ထုတ်မယ်ဆိုဘယ်လိုလုပ်မလဲအဲ့တစ်စိတ်မှာနောက်ထပ်စိတ်သေးလေးတွေကိုဘယ်လိုလုပ်မလဲဆိုတဲ့ဟာလေးကိုရုပ်ပုံလေးတွေကိုရှင်းပြပေးသွားတာဖြစ်ပါတယ်ရှင်တော့ဒီထဲမှာဆိုရင် copy paste ကိုသုံးတယ်ပြီးတော့ duplicate ကိုသုံးတယ်ဒါလေးပါပဲထူးထူးခြားခြားနောက်ထပ်ဒီသင်ခန်းစာအသစ်ဘာမှမပါထားပါဘူးရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒါလေးကတော့ဒီကိုမှရှိနေတဲ့အတွေးတွေကိုဘယ်လိုပုံစံမျိုးနဲ့ဆွဲဆက်လို့ရမလဲဘယ်လိုစဉ်းစားရင်ဘယ်လိုပုံလေးတွေထွက်လာမလဲဆိုတာလေးတွေကိုကလေးလေးတွေအတွက် idea creation ဖြစ်အောင်လို့ကျွန်မကဒါလေးကိုပြောပြပေးတာဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်